IT man ပြောပြမယ်ညီလေးတို့ကွန်ပျူတာတွေကိုမဖိတ်ခေါ်ပဲဝင်လာမဲ့ Android တွေကိုဘသူကတားဆီးပေးနေတာလဲသိလားအဲ့ဒါ firewall ပါသူက network ရဲ့အဝင်ထွက်မှာရှိနေတဲ့လုံခြုံရေးဝန်ထမ်းတယောက်လိုပါပဲတန်တရားဖြစ်เสีย data တွေဝင်လာရင်တားဆီးပေးပြီးစိတ်ချရတဲ့ data တွေကိုပဲခွင့်ပြုပေးတာပါလုံခြုံရေးအတိအမြင်အမြဲရှိပြီးစစ်ဆေးတက်တဲ့အလေးအကျင့်ရှိရင်ညီလေးတို့ရဲ့အချက်အလက်တွေဟာဘယ်တော့မှအခိုးမခံရပါဘူး firewall မှာ software firewall နဲ့ hardware firewall ဆိုပြီးနှစ်မျိုးရှိပါတယ် Windows မှာပါတဲ့ firewall ကိုပိတ်မထားပဲအမြဲဖွင့်ထားခြင်းဖြင့် hacker ရဲ့တိုက်ခိုက်မှုကနေ 90% အထိကာကွယ်နိုင်ပါတယ်အားသာချက်ကတော့မလိုလားအပ်တဲ့ချိတ်ဆက်မှုတွေကိုအလိုလျောက်ပိတ်ပေးတာဖြစ်ပြီးအားနည်းချက်ကတော့တခါတလေလုံခြုံရေးတင်းကျပ်လွန်ရင်ကိုသုံးကျင်တဲ့ game ဒါမှမဟုတ် app အချို့ကိုပါမှားယွင်းပိတ်မိတတ်တာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့ရှိမှတကယ် senior tech mindset ရလာမှာပါဥပမာတာမန်လူကအကောင့်တွေခဏခဏ hack ခံနေရချိန်မှာညီလေးကတော့ firewall လေးတစ်ခုနဲ့တည်းအေးဆေးဖြစ်နေမှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior IT brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်မှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်